Tech Brother ပြောပြမယ်နားခေါင်ညီလေးတို့ browser မှာ google.com လို့ရိုက်လိုက်တဲ့အခါကွန်ပျူတာကအဲ့ဒီနာမည်ကိုနားမလဲဘူးကွန်ပျူတာကကနန်းတွေ IP address ကိုပဲနားလဲတာအဲ့ဒီမှာ DNS Domain Name System ဆိုတာရောက်လာတာပဲ DNS ဆိုတာ internet ရဲ့ဖုန်းစာအုပ်လိုမျိုးပဲဥပမာညီလေးကဖုန်းထဲမှာတွန်းခဲ့ခြင်းနာမည်ကိုရှာလိုက်ရဲ့ဖုန်းကသူ့ရဲ့နံပါတ်ကိုခေါ်ပေးသလိုမျိုးပေါ့ညီလေးကနာမည်ရိုက်ထားရဲ့ DNS server ကအဲ့ဒီနာမည်နဲ့သက်ဆိုင်တဲ့ IP address ကိုရှာပေးလိုက်တယ်အဲ့ဒီတော့မှညီလေးရဲ့ဆက်ကအဲ့ဒီ website စီကိုရောက်သွားတာ DNS နည်းရဲ့ internet block များ website တက်တာကြာနေတတ်တယ်ဒါကြောင့် Google DNS 8.8.8.cloudflare DNS 1.1.1.1 တွေကိုသုံးကြတာဒီ logic ကိုသိထားရင် networking ပိုင်းမှာညီလေးခြေလန်းတလန်းပို့တာသွားပြီနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT brother ဖြစ်ဖို့ follow လုပ်ထားပါအောင်